ဒီနေ့ကဒါကျွန်တော်တို့စိတ်ယုံ6ရက်ရပိတ်ဆုံးပိတ်ရက်နေ့ပေါ့နော်အဲ့နေ့ကိုကျွန်တော်တို့ကောင်းမှုကုသိုလ်သွားလုပ်ပါတယ်ကောင်းမှုကုသိုလ်သွားလုပ်တယ်ပြီးရင်ကျွန်တော်တို့ဒါဒီနေ့ကဒါသူများအသင်းပေါ့သူများအသင်းကိုသူများကြီးကြတော့ဒါမလာနိုင်မအားတော့အားနေကျွန်တော်တို့အသင်းဒါကျွန်တော်တို့ရှိတဲ့လူတွေ2ယောက်3ယောက်နဲ့ပဲဒါကျွန်တော်တို့ဒါသွားရတယ်နော်ဒါကျွန်တော်တို့ဒါစီရင်ဝင်တောက်တန်တော့ဒါရောက်ပြီပေါ့နော်ဒါကျွန်တော်တို့စီရင်ဝင်တောက်တန်ရောက်ဆိုတော့ထင်းနေတကားလေးလိုက်ဖွင့်ရမယ်ပြီးရင်ကျွန်တော်တို့ဒါရေနေဦးနေသိရမယ်ထင်းနေသိရမယ်ဒါတော့သူတို့ဒါလောက်ဆရာကြီးကသူတို့ဒါတင်းနေထဲတယ်ပါညာသူတို့လောက်တာပေါ့နော်ဒါပြီးဒါကျွန်တော်တို့ဒါအယိုးကောက်အောင်ဗျာဒါအယိုးကြုံအောင်ခေါင်းနဲ့ကြုံပါအယိုးကြုံတာကတော့ဒါကျွန်တော်ဒီဦးကြောင့်တော့ကျွန်တော်တို့ပုံးနေလိုက်ကောက်ပါတယ်ပုံးနေလိုက်ကောက်တယ်ပုံးနေလိုက်ယူတာဟောဒီအရင်နောက်နေ့ကလောက်ရတယ်သူတို့ဒါသူရှားနေရမှာသူထားကြတော့လိုက်ယူတယ်လိုက်ယူပြီးတော့ဒါကျွန်တော်ယောဂဝတ်တဲ့နေယောဂတဲ့အပိုင်းကတော့ကျွန်တော်ဒီလိုရိုင်းပြထားတာတော့ကျွန်တော်ရိုက်ကြောင်းအားလို့ပြရတယ်ရှမ်းပြလိုက်ပြီဒါတော့ကျွန်တော်တို့ဒါအောက်ဒီကျုံပါပေါ့ဒါတွေ့ရတဲ့ဟာတွေကတော့အယူတွေပေါ့နော်ကျုံပါမှာဒါကျွန်တော်ကျုံတဲ့ဟာကြောင့်မြန်ဒါတော့ကျွန်တော်ညီကိုတွေအကုန်လုံးလုံးတွေအကုန်လုံးလောက်ပြီးတော့ကျွန်တော်အနားယူကြပါတယ်အနားယူကျွန်တော်ကဒါရင်းလို့ဆိုပြီးတော့ဒါဟိုပတ်ဟိုကူသေးလေးရှိတဲ့ဘက်ကိုသွားပြီးတော့ရှောက်ပတ်ကြည့်ပါတယ်ကူသေးလေးကြတော့ဒါကျွန်တော်တို့ခုနကကျုံတဲ့အယူတွေကိုဒါကျွန်တော်တို့ဒါဒီနိုင်ရှိနေရနေပြီးတော့ကာသက်စင်ကိုလေးလောက်ချင်လို့ဆိုပြီးတော့ဒါကျုံပြောရုံပြောတော့ဒီလေးစစ်တာလားဒီမှာပါအခုလေးကြောင့်ဒီဘက်ကဟာရတာတော်တော်လေးကိုကြာနေပြီဒီကောင်လေးဆိုလို့ရှိရင်ဒါ2000ဒီကောင်လေးကတော့ဒါမကြာဘူးကော2024ရဟာတွေပေါ့2024 2025နော်အဲ့မှာတော့ဒါကျွန်တော်တို့ဒီကူလေးကိုကျွန်တော်လိုက်ပတ်ရှာတော့ဘယ်ကြဟိုတဲ့ဒီပဲတော့เนาะကျွန်တော်ဟိုဘက်လိုက်ရှာတယ်မမရဆိုကျွန်တော်နာမည်လိုက်ရှာကြည့်တော့မှဂျားထဲမှာကျွန်တော်တွေ့တယ်ပေါ့เนาะဒီမှာဒါကျွန်တော်တို့ဦးလေးတွေကပုတ်ကူလေးရောပုံနေရတော့တက်တယ်ဆိုတာကမဟာမဆန်ဒါတော့ဒါကျွန်တော်အသင့်ပေါ့နော်အခုဒီနေ့